H1 solution မှာဆိုရင် camera ကိုလည်းကြိုးတကြိုးကနေပဲတည်ပေးရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ tablet ကနေပြီးတော့ camera လှမ်းပြီးတော့ခေါ်လို့ရပါတယ်ကျွန်တော်ရဲ့ laptop ကနေပြီးတော့ camera ကိုခေါ်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ type C တကြိုးတွေကနေပြီးတော့ပဲရုပ်ကိုခေါ်လာတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကြည်လင်ပြတ်သားတဲ့အတန်တွေကို control လုပ်မှာတော့ H1 ရဲ့ tablet ကနေ control လုပ်မှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တဲ့ microphone အသုံးပြုချင်တဲ့ microphone ရဲ့အတန် control ကိုဒီကနေပဲအလွယ်တကူ control လုပ်ပြီးတော့ပြောလို့ရမှာဖြစ်ပါတယ်အားလုံးကိုကျွန်တော်အခုပြောနေတဲ့ microphone လေးကတော့ Podium microphone နဲ့ပြောနေခြင်းဖြစ်ပါတယ်ဒီလိုမျိုးအတန် system တွေကိုတနေရာတွေကနေ tablet တစ်ခုထဲနဲ့ control လုပ်နိုင်ဖို့က H1 ရဲ့ tablet ကိုပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ H1 product တွေနဲ့ collaboration solution မှာဆိုရင်တိုက်စီတကြိုးတဲ့နဲ့အတန်စနစ်ရုပ်စနစ်နဲ့ presentation စနစ်တွေကိုပါအလုပ်လုပ်နိုင်တာအပြင်ကိုမှ online meeting တွေကိုပါအကောင်းဆုံးတက်နိုင်ပါတယ် online မှာအသုံးပြုနေတဲ့ကျွန်တော်တို့ meeting platform တွေဖြစ်တဲ့ Zoom, Microsoft Teams, Google Meet အစရှိတဲ့ meeting platform တွေမှာ communication တွေလုပ်တဲ့အခါမှာအတန်နဲ့ရုပ်နဲ့ကိုကျွန်တော်တို့ type C တကြိုးတဲ့နဲ့တည်ဆောင်ပေးသွားတယ် solution လေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့က smart ဖြစ်သုံးလို့မှာဖြစ်တယ်ကြည်လင်ပြတ်သားတဲ့အတန်ကြည်လင်ပြတ်သားတဲ့ရုပ်တွေနဲ့အခန်းတွင်း environment မှာလည်းနားထောင်တဲ့ audience တွေတက်ရောက်လာတဲ့ online ကတက်ရောက်လာမယ့် audience တွေကလည်းအခန်းထဲမှာတနေရာထဲမှာအတူတူတက်နေရတဲ့ feeling တစ်ခုရရှိမှာအမှန်ပါပဲ H1 ရဲ့ smart product collaboration solution ကအခုလိုမျိုးကြိုးကြိုးတဲ့နဲ့ smart medium တစ်ခုကိုဖန်တီးပေးနိုင်တာသိကြပါတယ်ကျွန်တော်ရဲ့ solution မှာ control တနေရာထဲမှာပဲထားတာမဟုတ်ဘဲနဲ့ podium မှာပြောနေတဲ့သူတက်တာနဲ့ပြောဖို့အတွက်ရယ် podium မှာပြောနေတဲ့လူရဲ့ presentation တွေကို control လုပ်ဖို့အတွက်ရကျွန်တော်တို့က tablet တစ်ခုကိုနေရာမှာ wall mount နဲ့ control တင်နေကိုဖယ်ထားလို့ရပါတယ်အခုကတော့ကျွန်တော်အဲ့ control နေအောင်ခေါ်တော့မှာဖြစ်ပါတယ် podium ရဲ့ tablet မှာပေါ်နေတဲ့ system တိုင်းပဲဒီဘက် tablet control မှာလည်းအကုန်လုံးကို access ရမှာဖြစ်ပါတယ်ဒီကနေပြီးတော့အတန်တိုးရှော့တွေ mic တိုးရှော့တွေပြင်ကိုမှ camera control တွေကိုပါတနေရာထဲမှာလုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအပြင်မှာ audience တွေကတယောက်ကသူ့ရဲ့ presentation တစ်ခုသူ့ရဲ့ content တစ်ခုကိုပြချင်တယ်ဆိုရင်ကျွန်တော်တို့က source တစ်ခုအနေနဲ့ကျွန်တော်ဒီမှာ Facebook HTML Facebook တစ်ခုအသုံးပြုထားပြီးတော့ content ကိုခေါ်လို့ရပါတယ်ကျွန်တော်ဒီမှာ laptop တစ်လုံး connect လုပ်ထားဖြစ်တဲ့အတွက်ဒီကနေပြီးတော့ပဲသူ့ရဲ့ Facebook ကိုနှမ်းပြီးတော့ဖြစ်ပါတယ်ဒီလိုမျိုးတနေရာတွေကနေ control လုပ်နိုင်ဖို့အတွက်ကို system အကုန်လုံးကိုခေါ်ဆောင်ပေးနေရတော့ H1 ပဲဖြစ်ပါတယ်ကျွန်တော် H1 ရဲ့ control area ကိုခေါ်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ system တစ်ခုတည်းကိုတနေရာတွေကနေ control လုပ်နိုင်ဖို့အတွက် H1 ရဲ့ processing device တွေကိုကျွန်တော်တို့အသုံးပြုထားတာဖြစ်ပါတယ်အတန်စနစ်ရုပ်စနစ်နဲ့ content ပိုင်းဆိုင်ရာ control တွေအကုန်လုံးကို H1 ရဲ့ device တွေကိုဒီမှာလာပြီးတော့အသုံးပြုထားပြီးတော့ tablet တစ်ခုတွေကနေပြီးတော့အရာအလုံးလုံးနိုင်တဲ့အချိန်ကိုဆက်ဆောင်ပေးနိုင်တာတော့ H1 ပဲဖြစ်ပါတယ်။တို့ရဲ့ Smart Solution Service ထဲမှာ wireless ဆိုတဲ့အသုံးအနှုန်းတစ်ခုကိုထည့်ထားပါတယ်။အဲ့ဒါတော့ကျွန်တော်တို့ရဲ့ H1 Collaboration Solution မှာဆိုရင် cable တွေနဲ့ပဲအသုံးပြုရတော့မကြိုက်တဲ့ customer တွေအတွက်အကောင်းဆုံးဖြစ်တဲ့ wireless conference device တစ်ခုလည်းရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဒီ laptop မှာဒုံငယ်လေးတစ်ခုထိုးလိုက်ရုံနဲ့ပဲကျွန်တော်တို့ရဲ့ content တွေအကုန်လုံးဒီကျွန်တော်တို့ရဲ့ display ပေါ်ကိုရောက်သွားမှာဖြစ်ပါတယ်ဘာလို့ဖို့လို့လဲဆိုရင်တော့ click တစ်ချက်ပဲနှိပ်ဖို့လိုပါတယ်ကျွန်တော်တို့တက်ဆင်ထားတဲ့ဒုံငယ်လေးကနေ click တစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ display ပေါ်ကိုကျွန်တော်တို့ content တွေရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Smart Solution Service ပဲဖြစ်ပါတယ်